Hey အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Food Forest နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေမတင်တာတော်တော်ကြာသွားပြီပေါ့နော်ဒါအခု2026မှာအိမ်ရ Food Forest မှာဘာတွေဖြစ်နေပြီလဲဆိုတာ update လေးပေါ့နော်လေ့လာကြည့်အောင်အိမ်မှာလောလောဆယ်အရန်တန်နေရပေါ့နော်သူကသူအရန်ပေါက်နေရအပင်တွေကတော့ဒီဟိုဟာတွေပဲတရုတ်နန်းနန်းတွေပဲဒီတရုတ်နန်းနန်းတွေကဒါကဟိုဟာပေါ့third generation တရုတ်နန်းနန်းတွေပေါ့နော်တပင်မဲစိုက်တာကနေတဖြည်းဖြည်းချင်းသူ့အတူအစေကြပြန်ပေါက်အစေကြပြန်ပေါက်နဲ့ပွားလာတာပေါ့နော်ဒီတစ်ခုလုံးတရုတ်နန်းနန်းတွေပေါ့နော်ဒီနားတော့ပဲပေါက်နေရတာဆိုတော့မဟုတ်ဘူးသူက everywhere မှာပေါက်တယ်မိတ်ဆက်တာတော့ဒီဟိုတာဟိုရွက်ပေါ့တာဟိုရွက်လို့လည်းခေါ်တာပေါ့နော်ဟတ်ချီယိုလို့လည်းခေါ်တယ်ဟင်းချာရွက်လို့လည်းခေါ်တယ်ဒီပင်ပေါ့ဆိုတော့သူကဒေစီဘန်းမျိုးနွယ်ပေါ့နော်ဆိုတော့ဒီပင်ကလှလဲစားလို့လည်းရတယ်ဒါကို introduce ပေါ့နော်မိတ်ဆက်လုပ်ထားတယ်အဲ့တော့ဒီကောင်လေးလည်းသူမျိုးစေ့ကြပြီးပေါက်မှာဒီကောင်ကစောင်းဦးပေါ့နော်မှာပေါက်တဲ့ပင်ဆိုတော့အရင်အေးလာတော့မဟုတ်အေးကစားလေးပေါ့စောင်းဦးလောက်မှာပေါက်တယ်ဒီကောင်ပေါက်တဲ့ပင်ပေါ့အဲ့တော့နောင်နဲ့စောင်းဦးဆိုရင်ဒီကောင်လေးအများကြီးစားရမယ်လို့အများကြီးစားရမယ်လို့ယူဆရပေါ့နော်မုံညင်းရှိမယ်ဒါပါပင်လည်းတော့ဒုတိယအနေနဲ့အများကြီးပေါက်နေတဲ့အပင်တွေကတော့ဗာလဲဆိုတော့strawberry ပင်တွေအဲ့တော့ strawberry ပင်တွေကမှာနေရာတိုင်းမှာပွားနေသူ့ပေါ်တော့တက်နေပြီးတော့သွားနေရတယ် strawberry ပင်တွေလမ်းဘေးတွေမှာလမ်းထားတဲ့တတိယအနေနဲ့ကတော့ဘာတွေရမ်းပွားနေလဲဆိုတော့ဒီကောင်လေးမြူရွက်တွေနော်အောက်မှာကြီးမြူရွက်တွေတက်လာပြီအများကြီးပဲနောက်ဆုံးဒီနားမှာအုံလာကြီးဖြစ်တော့မှာအပင်တွေကသူ့ယာတီနဲ့သူပေါ့နော်သူ့လေဒီမှာလဲတရုတ်နန်းနန်းတွေလည်းရှိတယ်ဒါကြီးစိုက်ထားတာမဟုတ်သူလားမုံလာဥနီပေါ့နော်ဒီဥနီပင်တွေအဲ့တော့ဒီကောင်လေးဆိုရင်မျိုးစေ့ပြန်ကြားမဲ့ဟာတွေပေါ့နော်ဟာလားအဲ့တော့နောက်ဒီဘက်တွေမှာဖြည်းဖြည်းချင်းပွားလာမယ်ဒါကဘယ်နာကနေပွားလာလဲဆိုတော့ဟိုဘက်ချမ်းနာကနေရွှေမြစ်ပင်တွေလည်းသူပွားနေဟိုနားမှာတော့တကန်တူးပလိုက်ဆိုတော့ဒီကောင်ထားတာအဲ့တော့ဒီထဲမှာသူဆက်ပွားနေမှာပေါ့နော်သူကဒီလိုဟာကြီးကဒီလိုအခိုင်ကြီးကနေတူပြုတ်ကြပြီးတော့အဲ့မှာနောက်တစ်ပင်ထပ်ထွက်တာပေါ့အဲ့ကြောင့်မသိရင်တန်းစီပြီးစိုက်ထားလို့ထင်ရအမှန်တော့မဟုတ်သူနီးစက်ရာနေဒီလိုဟာကနေဒီလိုကြိုးကြပြီးတော့အဲ့မှာနောက်တစ်ပင်ပြန်ပေါနောက်တအုံပြန်ပေါပေါ့နော်ခြံထဲမှာဒါမျိုးတွေလိုက်လုံနေရတယ်ဘာဖြစ်လို့လဲဆိုတော့ခွေးတွေတောင်းညံ့လို့သူတို့တက်နင်းပြတဲ့အကုန်လှုပ်ရှင်တာလှုပ်ပြတယ်ပေါ့နော်အားကြောင့်ဒါမျိုးတွေလိုက်လုံနေရနောက်တစ်ခုကအသက်ကြီးလာလို့ရှိရင်အဟိုးအောက်ထိဒူးကောင်းထိမထိုင်ပဲနဲ့စောင့်ကြောက်မထိုင်ပဲနဲ့ဒီလောက်အမြင့်မှာပဲထိုင်လို့ရအောင်ပေါ့ဒီကန်ကိုနောက်ကြီးဖြည့်ပြီးတော့ဒါကြက်သွမြူဆိုင်မယ်ပေါ့ဒီကိုက်လန်ပင်တွေကလည်း second generation ဖြစ်မယ်လို့ထင်တယ် second သုံးလို့ third generation ပေါ့နော်သူတို့လည်းသူပေါက်ဒါလေး second generation ဟိုပါပေါ့second generation ဆက်လက်ရွက်ပင်တွေပေါ့အရင်တော့ဒီနားမှာဆက်လက်ရွက်တန်လေးရှိခဲ့တော့ပြန်ပေါက်လာတချို့မျိုးစေ့တွေကတချို့အပင်တွေမပေါက်ဖ ೇನೆ ပဲရောက်သွားလဲဆိုတော့အိမ်မှာခွေးကဒီလိုလှုပ်ထားဒီလိုမျိုးဖြစ်နေတယ်သူတို့ကရက်ပစ်တာအဲ့ဒါကြောင့်လို့ဒါလေးတွေဆိုရင်ဒါ second generation ဒါမှမဟုတ် third generation နန်းပင်လေးတွေပေါ့နော်ဒီပင်လေးတွေဆိုရင်ဒီ second generation နဲ့ third generation တွေကကြတော့စိုက်တာမဟုတ်တော့သူပေါက်နေတာပေါ့နော် first generation ကပဲစိုက်ခဲ့တာပေါ့ဒီမြူရွက်ပင်ဆိုရင်ဒါ second generation ပင်ပေါ့ဒီအောက်မှာရှိတဲ့ဟိုပါပေါ့မုံညင်းဝါစေးပေါ့မုံညင်းအဝါစေးပေါ့ဟို yellow mustard လောက်တဲ့အပင်ကကြောက်ဒါ first generation ပေါ့နော်စပြီး introduce လုပ်ထားတာဒီနှစ်မှာဒီလိုပင်တွေ channel မှာမျှပြီးစိုက်ထားတယ်ဘယ်နေရာမှာဘယ်လိုအောင်မြင်မယ်ဆိုတော့မသိသေးဘူးပေါ့နော်ဒီနားမှာရှိတဲ့ဒါဆိုရင်ဒီမှာရောထွေးနေတယ်ဒီမှာတရုတ်နန်းနန်းဒါကမုံလာဥနီပေါ့နော်ဒီနားမှာရှိတဲ့ဥနီပင်တွေအများကြီးရှိတယ်ဟိုမှာတွေရောပဲ
ဟိုဘက်ဒီမှာအစုံပေါ့ဒီနောက်ကဥနီပင်ဒီဥနီပင်တွေကကြတော့အပေါ်မှာဥနီပင်စိုက်တဲ့ကန်တွေကနေဒီဘက်ကိုမျိုးစေ့ကြတယ်ပင်ဒီဆက်လက်ရွက်ပင်ကတော့ဒါ second generation ဆက်လက်ရွက်ပင်ပေါ့နော်အခုဆိုရင်ဒီကနေမျိုးစေ့ပြန်ကြပြီးတော့third generation ဆက်လက်ရွက်ပင်တွေထွက်လာလိမ့်မယ်ပေါ့နော် forest ပြန်လုံးနေတာဖြစ်တဲ့အကြောင်းတကယ်တမ်းကျတော့ပုံးနေတယ်မစိုက်ချင်ဘူးဒါပေမဲ့ခွေးတွေကဒီလိုမျိုးအနည်းဆုံးတော့ဒီလိုခြံခန့်မခန့်ခြံခတ်ထားတာတော့မရဘူးတခါလေသူခွေးတည့်တဲ့အတိုင်းမှာဒီကနေခုံဝင်ပြီးတော့အထဲမှာရှောက်မွားဖြစ်တာအဲ့တော့ဒီလိုတခုခုလေးကာထားရဲဆိုရင်သူတို့ကနည်းနည်းစင်ဟန်တာလေးဖြစ်တယ်ပေါ့နော်သူတို့ဟိုတိတ်ပြီးတော့မဝင်ရဲဘူးဒါကြောင့်မို့ပုံးနေတယ်လိုက်လုံနေရတယ်နောက်တစ်ချက်ကကြတော့ပုံးနေတယ်ဘာလို့လှုပ်လဲဆိုတော့အောက်ကမြေကြီးကဖို့မြေဖြစ်တဲ့အကြောင်းမလို့ဒီမြေကြီးကိုစောင့်ရင်းနဲ့လဲပါတယ်ဒီမြေကြီးကိုပြန်ပြီးတော့ဖို့ထားဒီ foundation တူတော့ထွက်လာတဲ့မြေတွေကိုဒီမှာဖို့ထားတာဖြစ်တဲ့အကြောင်းမလို့ဒီကောင်ကရွှွန့်မြေတွေများတယ်ပေါ့နော်ရွှွန့်ဟိုပါ clay soil တွေပေါ့နော် clay soil ဆိုတဲ့အပြင်သူက foundation လောက်လုံးထွက်လာတဲ့မြေဖြစ်တဲ့အကြောင်းမို့သူကဟိုအသက်မရှိတဲ့မြေတွေပေါ့3ပေရဲ့အောက်ကမြေတွေပေါ့နော်ဆိုတော့သူ့မှာဘာအာဟာရမှမရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမြေတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဟာသူ့ကိုစောင့်နေနဲ့စိုက်မယ်သူ့ပေါ်မှာပဲစိုက်မယ်ဆိုရင်အဲ့လောက်ကြီးမဖြစ်ထွန်းဘူးပေါ့နော်မြေကြီးကတိတ်မကောင်းဒီလိုမျိုးပုံးနဲ့ဆက်တဲ့ခါကျတော့ဒီအပေါ်မှာကိုကမြေဆွေးတင်ပြီးစိုက်တဲ့အတွက်ကြောင့်မလို့သူကအပင်တွေကပို့ပြီးတော့အောင်မြင်တယ်ပေါ့နော်ဒါကြောင့်မလို့ပုံးနေတယ်အခုလောလောဆယ်တော့ပုံးနေတယ်လို့ရှင်ဒါအရင်တော့ဒီမှာမြေဆွေးပို့ပြီးတော့စိုက်ထားတာပေါ့နော်ဒါပေမဲ့မြေဆွေးကတော့အပင်ကယူသုံးလိုက်တဲ့ခါကမှာကုံသွားတာပေါ့ဒါမှရေမိုးရွာတွေမှာရေပါသွားဖြစ်အခုဒီမှာဆိုရင်ဒီရွှွန့်မြေပဲကျန်တော့တယ်ပေါ့နော်ရွှွန့်မြေပဲကျန်တော့အဲ့တော့ဒီရွှွန့်မြေကိုအပေါ်ကနေအပင်စိုက်ပြီးတော့တဖြည်းဖြည်းချင်းဟိုပါပေါ့မြေစီလွာဖြစ်လာအောင်ပြန်လုပ်ရမှာပေါ့အပင်တွေနဲ့မြေစီလွာဖြစ်လာအောင်ပြန်လုပ်ရမှာပေါ့ဒီတိုင်းစိုက်ထားရင်ဒီတိုင်းထားရင်လည်းသူ့ဟာသူဖြည်းဖြည်းချင်းပေါက်ပြီးတော့အပင်တွေကနေမြေစီလွာပြန်ဖြစ်အောင်ပေါ့နော်သူအသက်ဟိုအပင်တွေနဲ့ဒီ micro organism တွေနဲ့သူအတူတကွပေါင်းဆက်လောက်ကင်ပြီးတော့သူကမြေစီလွာပြန်ဖြစ်လာလိမ့်မယ်ဒါပေမဲ့အချိန်ကြာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီခြာကိုစောင့်နေမယ်အစားဒီကနေအနည်းဆုံးတော့4-5နှစ်တော့ကြာလိမ့်မယ်အဲ့တော့အဲ့ဒါကိုစောင့်နေမယ်ဆိုအပေါ်ကနေပုံနေပဲဒီနားမှာမြေဆွေးဖို့ပြီးတော့ပေါ့နော်အပင်စိုက်ဖို့စီစဉ်ထားပေါင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောမယ်ပေါင်းနေပေါက်နေလားဆိုတော့မြင်တဲ့အတိုင်းပဲပေါင်းနေစိတ်မပေါက်ဘူးနှုတ်လည်းနှုတ်မထားဘူးဒါလောက်ပဲနော်ပေါင်းအများကြီးမပေါက်ဘူးဟုတ်လဲဆိုတော့သူပဲကြောက်ခင်းလာတာရှိတယ်နောက်ပြီးတော့ဒီအပင်တွေကဒီလိုပြုတ်ကျက်နေအောင်ပေါ့နော်သူ့နာနဲ့သူပေါက်နေတဲ့အတွက်ကြောင့်ဒီနေရာကျွန်တော်ပထမအောင်ဆုံးစပြီးဆိုင်းခဲ့တဲ့ Food Forest နေရာပေါ့နော်ဒါပထမအောင်ဆုံးဒီ channel မှာဒါပထမအောင်ဆုံးဆိုင်းခဲ့တဲ့နေရာပဲဘာဖြစ်လို့ပေါင်းမပေါက်တာလဲဆိုတော့ပေါင်းပေါက်ဖို့နေရာမရှိလို့အဲ့မဲ့အပင်တွေကသူ့ဟာနဲ့သူကြက်ပိတ်ပေါင်းပေါက်ဖို့အတွက်နေရာမရှိလို့ပေါ့နော်တူတူကြက်ပိတ်ပြီးတော့ပေါင်းနေတဲ့အတွက်ကြောင့်ပေါင်းပေါက်ဖို့နေရာမရှိဘူးအကုန်လုံးသူ့ဟာနဲ့ကြက်ပိတ်ပြီးပေါင်းဒီကြားထဲမှာဘာပင်ရှိလဲဆိုတော့ဖြစ်ကြည့်မယ်ဆိုရင်ဟိုပါခရမ်းသီးပင်ရှိတယ်ဒီမှာဒီပင်သူ့ရသည်ကြရင်တကောင်ပြန်တက်လာမယ်အခုတော့တေးမလို့ရှင်းမလို့ဖြစ်နေတယ်အရေးမကြီးဘူးသူ့ရသည်နဲ့သူပြန်ပြီးတော့သူ့ရသည်ရောက်ရင်ဒီပင်ကဘာမှမဖြစ်ဘူးသူ့ရသည်ရောက်ရင်ဒီပင်ကပြန်ပြီးတော့တက်လာလိမ့်မယ်အဲ့တော့အကောင့်တွေလာမစားခင် strawberry ရခူထားမှာဒါကတော့မဲ့နေပြီဒါအဖြူကြီးသူကဒီတက်ပို့ပြီးမနေတော့ဒီနားမှာသူဘာပင်တွေထွက်နေရလဲဆိုတော့မြေဆွေးတွေကပါလာတယ်ခန်းချင်းသီးပင်တွေပေါ့ဒါခန်းချင်းသီးပင်တွေအများကြီးပဲထွက်ကျွန်တော်အိမ်ရဲ့food forest ရဲ့အစာတော်ရဲ့ဒုတိယနှစ်ပေါ့အခြေအနေပေါ့နော်food forest တိဆောက်တယ်ဆိုတာစိတ်ရှည်ဖို့လိုတယ်ဒီအပင်တစ်ပင်ရဲ့ generation တစ်ခုနဲ့တစ်ခုကြာအဆက်မပြတ်အောင်ဘယ်လိုပြန်ပြီး introduce လုပ်မလဲပေါ့နော်ဒီပင်တွေကထားပါသူ့ယာတီနဲ့သူပေါက်တဲ့အပင်လားသူ့ယာတီနဲ့ပေါက်တဲ့အပင်ဆိုရင်တခြားယာတီမှာအားစေးတွေပိုးသက်ဆေးတွေမဖြန်းဘဲနဲ့တခြားယာတီမှာမရှင်သန်တာဥပမာဆိုရင်ခရမ်းကျင်သီးဆိုလို့ရှိရင်နွေယာတီမှာပေါက်တဲ့အသီးနွေယာတီပင်
နွေရာသီဖြစ်တဲ့ကြောင့်မလို့နွေရာသီမဟုတ်တဲ့အချိန်မှာသူ့ကိုစိုက်မယ်ဆိုရင်ကိုကဒီအားဆေးတွေဘိုးသက်ဆေးတွေအဲ့လိုမျိုးတွေဖြန်ပြီးတော့စိုက်လို့ရမယ်ပေါ့နော်အဲ့တော့ဖျက်ညင်သီးကိုနွေရာသီမှာပေါက်တယ်ဆိုရင်နွေရာသီပေါက်တဲ့အချိန်မှာကိုအိမ်အတွက်ဘယ်လောက်တင်စီထားနိုင်မလဲပေါ့နော်ဘယ်လောက်ထုတ်ယူသုံးချနိုင်မလဲဘယ်လောက်တင်စီထားနိုင်မလဲတစ်နှစ်စာတင်စီထားလို့ရနိုင်မလားအဲ့လားတွေကိုကို plan ပြီးတော့ကိုယ့်ရဲ့ food forest ကိုadjust လုပ်ရမှာပေါ့နော်အဓိကအဖြစ်တော့မိမိ food forest မိမိအိမ်စားဖို့အတွက်မိမိအိမ်ရိတ်ခါဖူလုံဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကမိမိစားခြင်းနဲ့ဘယ်လိုရရှိမလဲဘယ်လိုထုတ်ယူမလဲဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ဟာတွေကိုကိုယ့်အကူ plan လုပ်ရမှာရာသီဥတုနဲ့ဒီမြေကြီးနဲ့ဒီမြေကြီးဆိုတာဒီရှမ်းပြည်ကိုပြောတာမဟုတ်နော်ဒီရှမ်းပြည်တောင်ပိုင်းကိုပြောတာမဟုတ်ဘူးဒီအင်းပြင်ကိုလည်းပြောတာမဟုတ်ဘူးဒီကျွန်တော်ရဲ့ဒီလက်ရှိဒီအိမ်လေးဒီခြံဝင်းလေးပေါ့နော်ခြံဝင်းလေးတွေမှာဖြစ်နေတဲ့အခြေအနေပေါ့ဘာဖြစ်လို့လဲဆိုတော့ဥပမာအုတ်တိုင်းကာနေတဲ့ကြောင့်နေရပဲချင်းမရဟိုဘက်အိမ်ကအပင်ကကာနေတဲ့ကြောင့်မလို့စောင်းရသည်ဆိုရင်နေသိမ့်မရဘူးပေါ့နော်အဲ့ဒီအခြေအနေတွေကိုမူတည်ပြီးတော့ဒီအပင်တွေကိုဘလို့တုံ့ပြန်နေရဲဆိုတာပေါ့နော်ဘလို့ react လုပ်နေရဲဆိုတာကိုလေ့လာနေတဲ့အခြေပေါ့နော်နှစ်ရှိပြီလေ့လာနေတယ်အဆင်ပြေတာရှိတယ်အဆင်မပြေတာရှိဒီကြားတဲ့ခွေးတွေရှိတော့ခွေးတွေကလည်းဘလို့ဖြတ်စည်းတယ်ဆိုတဲ့ဟာပေါ်မှာပေါ့နော်ကိုကသူတို့မဖြတ်စည်းနိုင်အောင်စသည်ဖြင့်ပေါ့သူတို့လှုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကောင်းတာရှိသလိုမကောင်းတဲ့အချက်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကိုကလေ့လာပြီးတော့ဘလို့ပြန်ပြီးတော့ response ပေးရမယ်ဆိုတော့ပေါ့နော် food forest အခြေအနေကိုကြည့်ပြီးတဲ့အခါမှာတချို့ကဒီကျွန်တော် channel မှာအပင်မြေကြီးကောင်းလို့အပင်တွေအရန်ရှင်သန်ကြီးထွားနေရပေါ့နော်ပိုးလည်းသိကြမတွေ့ဘူးဆိုပြီးတော့ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကမြေကြီးကောင်းလို့မဟုတ်ဘူးမြေဆွေးကောင်းလို့ပဲဖြစ်တယ်ပေါ့နော်မြေဆွေးအိမ်မှာအိမ်ကထွက်တဲ့ waste တွေကိုကောင်းသုံးချမြေဆွေးလုပ်ပြီးတော့အဲ့မြေဆွေးတွေဝယ်ထည့်ပေါ့နော်အိမ်မှာလည်းလှုပ်အပြင်ကလည်းလိုတဲ့မြေဆွေးတွေဝယ်ထည့်တော့ဖြည်းဖြည်းနဲ့မြေကြီးကပိုကောင်းလာတယ်ဆိုရင်ကျွန်တော်ဒီ channel ကိုပြိုးထောင်နေရနှစ်ရှိပြီတနေ့ကတော့ပို့နော်အခုကောင်းတော့ရလည်းမျိုးတော့မရဘူးဒါပေမဲ့ဖြည်းဖြည်းချင်းတော့ပိုကောင်းလာဒီဗီဒီယိုလေးကနေဘ ഹു တုတတစ်ခုခုရရှိမယ်လို့ယုံကြည်တယ်မေးချင်တာရှိနေမေးလို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်